ဘိုဘိုနှင့်စာကလေးပေးသောသင်ခန်းစာတိတ်ဆိတ်ငြိမ်သက်တဲ့မြို့ကလေးတစ်မြို့ရဲ့အစွန်ဖျားမှာဘိုဘိုလို့ခေါ်ပြီးရှက်တက်တဲ့ကောင်လေးတစ်ယောက်နေထိုင်ပါတယ်သူဟာအရာအလုံးထက်ကိုသေးငယ်တယ်လို့မကြာခဏခံစားရပြီးမြင်မာတဲ့တစ်ပင်တွေကိုပုံဆွဲရတာသူနှစ်သက်ပေမဲ့တစ်ပင်တက်ဖို့အတန်းထဲမှာစကားပြောဖို့ဒါမှမဟုတ်တခြားကလေးတွေစော့ကစားဖို့ကိုတော့သူအရန်ကြောက်တယ်နေ့ရက်တိုင်းမှာသူဟာအခြားကလေးတွေစော့နေတာကိုဘေးနားကနေပဲကြည်ရင်ကိုပို့ပြီးရဲရင်ကျင်တယ်ဆိုပြီးဆန္ဒပြင်းပြနေခဲ့တယ်။တနေ့မိုးလွဲပိုင်းမှာဘိုဘိုဟာအပင်ကြီးတစ်ပင်အောက်ကဒဏ်ရာရနေတဲ့စာကလေးငယ်လေးတစ်ကောင်ကိုတွေ့လိုက်တယ်။ထိုစာကလေးတောင်ပံတွေကတုံရင်နေပြီးခန္ဓာကိုယ်လေးကလည်းကြောက်ရွံ့တဲ့ပုံစံပေါက်ပြီးအတောင်တွေကိုခါရမ်းနေတော့ဘိုဘိုဟာငှက်လေးကိုကြည့်ပြီးသူ့ကိုယ်သူလည်းပြန်မြင်အောင်မိတယ်။ခဏလေးသူလက်ထွက်သွားခါနီးမှာထွက်သွားမဲ့လုပ်ခဲ့ပေမဲ့အဲ့ဒီအစာငှက်လေးကိုညင်သာစွာကောက်ယူလိုက်ပြီးအိမ်ကိုခေါ်လာခဲ့တယ်။ဘိုဘိုဟာပြတင်းပေါက်အနီးမှာပျော့ပြောင်းတဲ့အတိုက်လေးလှုပ်ပေးပြီးစာကလေးကိုနေတိုင်းပြုစုစောင့်ရှောက်ခဲ့တယ်။ကြောင်းမသွားခင်ငှက်လေးကိုအစာကျွေးပြီးထိုငှက်လေးဟာအားနေနေတဲ့အတောင်ပံလေးတွေလေ့ကျင့်နေတာသူစောင့်ကြည့်ခဲ့တယ်လေ။စာကလေးလေးဟာအချိန်ချင်းပြန်ကြည့်လိုက်ပြုတ်ကျလိုက်ပေမဲ့စူးစားတာကိုတော့ဘယ်တော့မှမရက်ခဲ့ဘူး။ဖြည်းဖြည်းချင်းနဲ့ငှက်လေးဟာပိုတန်မာလာခဲ့တယ်။ငှက်လေးရဲစွမ်းတတိကိုလေ့ကျင့်နေတော့မှပဲဘိုဘိုလည်းအပြောင်းလဲတစ်ခုဖြစ်ပေါ်လာခဲ့တယ်။သူဟာရဲရင်မှုရဲ့ခြေလမ်းငယ်လေးတွေကိုစတင်လမ်းဖို့ဆုံးဖြတ်ပြီးနှလုံးသားကတဒုံဒုံခုန်နေပေမဲ့အတန်းထဲမှာလက်ကိုထောင်ပြလိုက်တယ်။တုံရင်နေတဲ့အတန်နဲ့ဆရာမေးတဲ့မေးခွန်းတစ်ခုကိုဖြေလိုက်ပြီးတော့ကြောင်းသားချိန်မှာအခြားကလေးတွေနဲ့ကစားနည်းတစ်ခုတည်းဝင်စော်ရင်ခြေလမ်းငယ်လေးတိုင်းကသူ့ကိုပိုတန်မာလာစေခဲ့တယ်။တနေ့တော့လင်းလက်တောက်ပတဲ့မနက်ခင်းမှာငှက်ကလေးကပြတင်းပေါက်စီကနေပွင့်လင်းတဲ့ကောင်းကင်ထဲကိုပြန်ထွက်သွားခဲ့တယ်။ငှက်လေးပြန်ဝဲနေတာကိုဘိုဘိုကြည့်ရင်အရေးကြီးတဲ့အချက်တစ်ခုကိုနားလည်သဘောပေါက်သွားတယ်။ရဲစွမ်းတတိဆိုတာဝုန်းကနေပေါ်လာတာမျိုးမဟုတ်ပဲအရှုံးမပေးဘူးဆိုပြီးမိမိရွေးချယ်လိုက်တဲ့အရာတိုင်းသာတဆဆကြီးထွားလာတတ်တယ်ဆိုတာကိုပါ။အဲ့ဒီနေ့ကစပြီးဘိုဘိုဟာတငယ်ချင်းတွေမိသားစုတွေအဝေးမှာရက်နေတာမျိုးမလုပ်တော့ဘူး။သူဟာဘဝထဲကိုရဲရင်စွာတည်ငြိမ်စွာနဲ့ပြန်တမ်းဖို့အစဉ်သင့်ဖြစ်ရင်ခြေလန်းလိုက်ပါတော့တယ်။အခုလိုဗီဒီယိုလေးတွေကြိုက်နှစ်သက်တယ်ဆိုရင် Story Flow ကိုခေါင်းလောင်းလေးနှိပ်သွားဖို့မမေ့နဲ့နော်။